အားလုံးပဲမင်္ဂလာပါကော်မီမုံရွာကတက်ခိုင်အတွက်ကိုပေါ့နော်တစင်းလေးတစ်ပုတ်ကျွန်တော်ရေးပေးထားပါတယ်နားဆင်ပေးပါတက်ခိုင်အတွက်ပြည်သူအချိုးကိုနေချမ်းဆောင်မှုအသာထားလို့နေကိုယ်တိုင်အတွက်ရဲ့ယောက်ျားစီယူနိုင်ဖို့အရေးအဟုတ်ရင်လောက်ပါလားကွယ်စကားအချင်းမလို့အပြားကြီးပုတ်တယ်မမတဲ့ရဲ့လာမေးခွေးဟောင်းပုံမလို့နေအမေအိုကြီးကိုကွယ်မရှင်နိုင်လို့သာအပုတ်ချတိုက်ခိုက်တယ်ကိုယ်စလဲဘဝကိုလူရည်ရည်ဖြစ်စောက်ကျွေးတော့ဆက်ရင်သိကောင်းမယ်တောင်းပမာအယောင်ဆောင်ခဲ့တော့အသိပလားကြီးပမာတို့နဲ့အတွေးနဲ့စရိုက်ခွေးထမိုက်ကခွေးထိုးပေါက်ကလာငယ်ရင်းတွေကိုဝင်လာသူရဲ့အမေစုကိုကွယ်လာရှိတူရင်ခွေးဘဝရောက်လိမ့်မယ်ငါတို့မေရဲ့ပုံရိပ်တွေကြောင့်ကွယ်လွတ်တော်တက်ရဟိုတစ်ချိန်မဲခွေးကိုရောဝင်တော့ကွယ်ပါရီနာရီရဲ့တလို့ဒီပုံစံဒီလိုအချိုးနဲ့အမေဝါသူတိုက်ခိုက်တယ်ပညာရေးတက်တော့လေဓမ္မနဲ့အဓမ္မမခွဲတဲ့သူ့လေမင်းအောင်နိုင်လို့ကွယ်2020ရွေးကောက်ပွဲမှာမဲလိန်နဲ့ဆိုပြီးအကြောင်းပြဒင်းတို့အပါဝင်ကွယ်ဟိုကောင်းတွေအာနာသိမ့်အောင်ညောက်ပေးလို့လားရဲ့အာနာရှင်တွေနဲ့ပေါင်းလို့ဘူးစိုးပလင်းတူလုပ်ပြီးခွေးဆက်တွေခင်းနေဓမ္မမိသက်ရဲ့အကွက်တွေယိုးနေပါပြီကွယ်ကွက်တွေယိုးနေပြီဟုတ်လားအမကြီးတိတ်ဖြစ်နေတာပေါ့ဝင်ကြီးတိတ်ဖြစ်နေတာပေါ့အမမဖြစ်ခင်ဝင်ကြီးမဖြစ်ခင်အရင်ဆုံးစောက်ကျွေးလေးတော့အရင်ဆက်လိုက်ပါဦးနော်ကိုယ်ရည်စောက်ကျွေးပတ်လေဝိုင်းပြီးတော့မှပြည်သူအကျွေးတင်းအောင်လုပ်ပေးမလို့လားအဲ့ဒါရတခြားနေရာမှာသွားပြောမြန်မာနိုင်ငံနဲ့လာမပြောနဲ့ညွန်နေရာကြီး2020ရွေးကောက်ပွဲမှာမဲလိမ့်တဲ့ဆိုပြီးအကြောင်းပြဒင်းလို့အပါဝဲကွယ်ဟိုကောင်းတွေအာနာသိမ့်အောင်ညောက်ပေးလို့လားရဲ့အာနာရှင်တွေနဲ့ပေါင်းလို့ဘူးလိုပလင်းတူလုပ်ပြီးခွေးဆက်တွေခင်းနေမိသက်ရဲ့အကွက်တွေယိုးနေပါပြီဟဲ့နားတော်ထပ်ပြောကြမယ်နိုင်ငံနဲ့မှာစခွေးများကလေရင်နေနဲ့ဘုံကျဲနေချိန်ဝဲအတန်တွေပိတ်နေတယ်ရွေးကောက်မဲ့အနဲ့ရရတော့ဒီလိုထွက်ခလာကြတယ်တို့ပြည်သူပေးမဲ့မဲကိုမိသက်ရဲ့လူချင်းလားကွယ်စောက်ကျွေးစပ်ပါအရင်ကွယ်စကားအချင်းမလို့အပြားကြီးပုတ်တယ်မမတဲ့ရဲ့ကိုယ်စလဲဖြစ်နေတော့ဘောင်မဝင်သူရဲ့ဆန္ဒမဲတွေရဲ့ဒီဘဝမှာရဖို့ဝေးတော့နေကျေးဇူးတင်ပါတယ်တေးအောင်မီမုံရဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဟုတ်